ဖျားသခင်ကသူ့ရဲ့လူမျိုးတော်ကိုပြည့်ညတ်တော်တွေပေးတဲ့အခါ၎င်းကကြည်မှန်လိုပါပဲသူတို့အပြစ်သားဖြစ်နေတာကိုရောကယ်တင်ရှင်ကိုသူတို့အမှန်လိုအပ်နေကြောင်းကိုပါပြသနေတယ်ထိုကယ်တင်ရှင်ရောက်မလာခင်မှာလူတွေအတွက်အပြစ်ဖြေတဲ့နီလန်းဖျားသခင်ရဲ့ပြစ်ဒဏ်စီရင်မှုရုပ်သိမ်းတဲ့နီလန်းကိုပြင်ဆင်ပေးခဲ့တယ်ထိုကယ်တင်ရှင်ရောက်လာချိန်မှာတော့တစ်ချိန်တည်းနဲ့ထာဝရအတွက်အပြစ်ဖြေပေးခဲ့ပါတယ်ရာစုနှစ်ပေါင်းတစ်လျှောက်လုံးမှာထိုကယ်တင်ရှင်ရောက်လာမယ့်အကြောင်းယာနဲ့ချီတဲ့ပရောဖက်ပြုချက်များကိုပေးအပ်ခဲ့တယ်။ဒီပရောဖက်ပြုချက်များကိုနှုတ်ကပတ်တော်ထဲမှာရေးမှတ်ထားပါတယ်။ကယ်တင်ရှင်ကိုမျှော်လင့်ဆောင်စားနေသူတွေကထိုသခင်ကိုယဉ်ညွှန်းကဗိသိက်ခံရသူမေရှိယအနေနဲ့ပြောဆိုခဲ့ကြတယ်။ BC 150မှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုဂရိဘာသာနဲ့ပြန်ဆိုရေးသားခဲ့တယ်။ဒီတော့ဂရိဘာသာနဲ့နားလည်တဲ့သူတွေကကယ်တင်ရှင်မေရှိယနဲ့ပတ်သက်တဲ့ပရောဖက်ပြုချက်များကိုဖတ်ရှုနိုင်ခဲ့ပါတယ်။ရောမအင်ပါယာအင်အားကြီးလာတဲ့အတိုင်းရောမအစိုးရလက်အောက်မှာဘုံစကားအနေနဲ့ပြောဆိုခဲ့ကြတာကတော့ဂရိဘာသာစကားဖြစ်ပြီးအဲ့ဒီခေတ်မှာဒီဂရိဘာသာစကားနဲ့လူတိုင်းပြောဆိုဆက်သွယ်ခဲ့ကြတယ်။ယဉ်ကျေးမှုထွန်းကားတဲ့အရက်ဒေသနဲ့ဆက်သွယ်ထားတဲ့ကုန်းလမ်းရေလမ်းကိုလည်းတည်ဆောက်ခဲ့ကြတယ်။လူပေါင်းများစွာဟာဘုံစကားတစ်ခုကိုသာပြောဆိုပြီးဆက်သွယ်ခဲ့ကြပေမဲ့သတင်းစကားတွေကတော့မြန်မြန်ဆန်ဆန်မရောက်နိုင်သေးပါအဲ့ဒီအချိန်မှာအင်မာယာတစ်လျှောက်လုံးတောမီလောင်တဲ့ကဲသို့အလင်းမြန်ပြန့်နှံ့သွားကလောကကြီးကိုအမြဲတစေပြောင်းလဲစေခဲ့တဲ့အရာကပါလေဒီဖြစ်ရပ်တွေကိုမတူညီတဲ့စာအုပ်လေးအုပ်ထဲမှာမျက်မြင်သက်သေတွေနဲ့မှတ်တမ်းတင်ထားပါတယ်ဒီစာအုပ်လေးအုပ်ကိုဧဝံဂေလိစာအုပ်လို့ခေါ်ဆိုပြီးဂရိဘာသာစကားနဲ့သတင်းကောင်းစာအုပ်လို့အဓိပ္ပာယ်ရပါတယ်ဒါဟာသူတို့ဟောပြောနေတဲ့သတင်းစကားပဲဖြစ်ပါတယ်ရောမအင်ပါယာလက်အောက်ခံအစ္စရေးနိုင်ငံမှာရှိတဲ့နာဇရက်လို့ခေါ်တဲ့မြို့ငယ်လေးတစ်မြို့မှာအပြိုကညာမာရိဆိုတဲ့သူနေထိုင်ပါတယ်ရှမသက်အခန်းကြီး1အငယ်18မှာပြောတာကမာရိသည်ယောသန်နှင့်ထိမ်းများဆောင်နေ၍မရှက်တင်မီလို့ဆိုပါတယ်မာရိနဲ့သူမနဲ့ဆိတ်ဆက်ထားတဲ့ယောသန်ဟာဘုရားသခင်ကိုယုံကြည်ကိုင်းဆိုင်သူတွေဖြစ်ပါတယ်ရှမသက်အခန်းကြီး1အငယ်19အရယောသန်ကသူတော်ကောင်းဖြစ်တယ်လို့ဆိုတာဟာသူ့ရဲ့အပြစ်တွေကိုဘုရားသခင်ကခွင့်လွှတ်ပေးပြီးသားလို့ဆိုလိုတာဖြစ်ပါတယ်ရှင်လုကာအခန်းကြီး2အငယ်24မှာမာရိကိုယ်တိုင်သူမရဲ့အပြစ်အတွက်ပူဇော်မှုကိုပြုခဲ့တယ်လို့ရှင်လုကာအခန်းကြီး1ငယ်49မှာကယ်တင်သောအရှင်ဘုရားသခင်ကိုအမိပြု၍ငါဝိညာဉ်ရှင်လန်းပါ၏လို့ဆိုထားတယ်မာရိမှာကယ်တင်ရှင်လိုအပ်ကြောင်းသိခဲ့ပါတယ်မာရိနဲ့ယောသတ်တို့ဟာဖျားကိုချစ်တဲ့အေဇွေးလူမျိုးအဝင်ဖြစ်တဲ့အတိုင်းရောက်ရှိလာမဲ့ကယ်တင်ရှင်မေရှိယကိုမျှော်လင့်ဆောင်စားနေတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့မာရိနဲ့ယောသတ်တို့မှာရှေ့မှာဘာဖြစ်မယ်ဆိုတာကိုမစင်စားတတ်အောင်ဖြစ်နေတယ်။ရှင်လုကာအခန်းကြီး1အငယ်29မှာဘုရားသခင်ကကောင်းကင်တမန်ဂါဗြေလကိုလွှတ်ပြီးအရေးကြီးတဲ့သတင်းစကားတစ်ခုကိုမာရိယာသွားပြောစေခဲ့တယ်။မာရိကတော့ကြောက်လန့်နေတယ်။ဒါပေမဲ့အခန်းငယ်30မှာမာရိကြောက်ရွံ့ခြင်းမရှိနဲ့။သင်သည်ဘုရားသခင်ရှေ့တော်၌မျက်နှာရပြီလို့ဆိုတယ်။ထိုသားသည်ကကြီးမြတ်သောသူဖြစ်လိမ့်မည်။အမြင့်ဆုံးသောဘုရား၏သားတော်ဟုခေါ်လိမ့်မည်။သူ့အဘဒါဝိဒ်၏ယာဇပလင်ကိုထာဝရအရှင်ဘုရားသခင်သည်သူ့အားပေးတော်မူမည်။ရှေ့နှစ်ပေါင်း1000ကျော်ကတည်းကဒါဝိဒ်မင်းကြီးကိုသူ့မျိုးဆက်တွေကနေမေရှိယဆင်းသက်လာမယ်လို့ဘုရားသခင်ဂရုပြုခဲ့တယ်။အခုတော့ထိုဂရုတော်အတိုင်းဒါဝိဒ်ရဲ့မျိုးဆက်ဖြစ်တဲ့မာရိကိုသားတော်ယေရှုမွေးဖွားလာမယ်လို့ကောင်းကင်တမန်ကပြောပြနေတာဖြစ်ပါတယ်။ထိုသခင်ကထာဝရအုပ်စိုးကသူ့ရဲ့နိုင်ငံတော်လဲအစဉ်တည်လိမ့်မည်။ဒါကိုကြားတော့မာရိကအလွန်အံ့ဩခဲ့တယ်။ဒါဟာပရောဖက်ပြုချက်ပြည့်စုံလာခြင်းဖြစ်တယ်။ဒါဟာအေဇွေးလူတို့မျှော်လင့်ဆောင်စားနေတဲ့အရာပဲဖြစ်ပါတယ်။ကျမကအပြိုလေးပါဒါဘယ်လိုဖြစ်နိုင်မလဲလို့မာရိကကောင်းကင်တမန်ကိုပြောခဲ့တယ်။
ကောင်းကင်တမန်ကလည်းတန်ရှင်သောဝိညာဉ်တော်သည်သင်၏အပေါ်မှာတက်ရောက်တော်မူ၍အမြင့်ဆုံးသောဖခင်၏တန်ခိုးတော်သည်သင်ကိုလွှမ်းမိုးလိမ့်မည်ထိုတန်ရှင်သောသားသည်လည်းဘုရားသခင်သားတော်ဟုခေါ်ဝေါ်ခံရလိမ့်မည်မာရိကကျွန်ုပ်သည်ထာဝရဘုရား၏ကျွန်မဖြစ်ပါ၏ကိုရောစကားအတိုင်းကျွန်ုပ်၌ဖြစ်ပါစေထို့နောက်ကောင်းကင်တမန်သည်မာရိထံမှထွက်သွားလေ၏ဘယ်ယောက်ျားနဲ့မှလိင်ဆက်ဆံမှုမပြုဘူးတဲ့အပြိုကညာတစ်ယောက်ဟာရွေးချယ်ခြင်းအပြင်မေရှိယရဲ့မိခင်ဖြစ်လာခဲ့တယ်ဒါဟာအာဒံနဲ့အေဝါကိုကယ်တင်ရှင်တစ်ပါးစေလို့ပေးမယ်လို့ဘုရားသခင်ဂရုပေးခဲ့တဲ့အရာကိုပြည့်စုံစေတာပဲဖြစ်ပါတယ်ကပ္ပဦးကျမ်းခန်းကြီး3အငယ်15မှာဘုရားသခင်ဂရုပေးထားတာကတနေ့မှာလူသားဖခင်မရှိဘဲသားတစ်ယောက်မွေးဖွားလိမ့်မည်ဒီသားကစာရန်ကိုအနိုင်ယူပြီးလူသားတွေကိုလွတ်ချင်းခွင့်ပေးလိုက်မည်ရှင်မသက်မှတ်တမ်းတင်ထားတာကပရောဖက်မှတဆင့်ထာဝရဘုရားပြောခဲ့တဲ့ဗျာဒိတ်တော်ပြည့်စုံရာဖြစ်တယ်ထိုဗျာဒိတ်တော်ကသတို့သမီးကညာသည်ပရိသေတွေဆွဲယူ၍သားယောက်ျားကိုဖွားမြင်လက်တံထိုသားကိုအေမာနွေလအမည်ဖြင့်မှဲ့ရလက်တံအ낵ကငါတို့နှင့်အတူရှိသောဘုရားသခင်ဟုဆိုလိုသည်မာရိကမေရှိယကိုခေါ်ဆောင်လာတာကြောင့်သူကိုယ်သူမင်္ဂလာရှိသောသူလို့ခံစားမိမှာဖြစ်တယ်ဒါပေမဲ့လွယ်ကူလာတဲ့ကိစ္စတော့မဟုတ်ပါအဲ့ဒီတုန်းကအေဇွေးလူတွေထဲမှာအိမ်တော်မပြုတ်ထားတဲ့အမျိုးသမီးတစ်ယောက်ဟာကိုဝင်ရှိပြီဆိုရင်အလွန်ကဲ့ရဲ့ခံရမယ်ပြစ်ပယ်ခံရမယ်အသေးသက်ခံရမယ်တေကြတာကတော့နာဇတ်မြို့ထဲမှာမာရိရဲ့ကိုဝင်အကြောင်းကိုတော့လူတိုင်းပြောနေကြမှာပဲယောသပ်ကတော့တစ္ဆာဖောက်ခံရတယ်ဆိုပြီးစိတ်ရှုပ်ထွေးနေမှာပါသူနဲ့မာရိကဆက်ဆံမှုမရှိခဲ့တာကြောင့်ဒီကလေးဟာသူကလေးမဟုတ်ကြောင်းသူတွေးနေလိမ့်မယ်ရှင်မသက်အခန်းကြီး1အငယ်20-21ထဲမှာပြောတာကဘုရားသခင်ရဲ့ဂျားဝင်ဖြန့်ဖြေမှုမပြုခင်မှာယောသပ်ကသူတို့ရဲ့စိတ်ဆက်ကြောင်းလန့်မှုကိုဖျက်သိမ်းဖို့စဉ်းစားနေခဲ့တယ်ထို့သို့ကြံစည်၍နေစဉ်အိမ်မက်ကိုမြင်ရသည်မှာဒါဝရဘုရား၏ကောင်းကင်တမန်သည်ထင်ရှား၍ဒါဝိဒ်အမျိုးယောသပ်သင်၏ဇနီးလောင်းမာရိကိုထိန်းသိမ်းရမည်အခွင့်ကိုမစိုးရိမ်နှင့်ဤပရိသေတွေသည်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏သူမသည်သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်ယေရှုဟူသောအမည်ဖြင့်မဲ့ရမည်မာရိကိုယ်တဲကကလေးလေးဟာလူတွေကိုပြစ်ကနေကယ်ချွတ်မဲ့သူမေရှိယအနေနဲ့ကြီးထွားလာမယ့်အကြောင်းကိုကြားသိရတဲ့အခါယောသပ်ကဘလို့ခံစားရမလဲစဉ်းစားကြည့်ရှင်မသက်ခန်းကြီး1အငယ်24ထဲမှာယောသပ်ကဘုရားသခင်ကိုနာခံကချက်ချင်းပဲမိမိခင်မုန်းကိုထိမ့်သိမ်းလေ၏လို့ဆိုတယ်သားတော်ယေရှုကိုမွေးဖွားပြီးမှသာလျှင်ယောသပ်နဲ့မာရိတို့ဟာလင်မယားဝတ္တရားရှိတဲ့အတိုင်းအသွေးသားဆက်ဆံမှုကိုပြုခဲ့ကြပါတယ်ပြီးတော့သူတို့မှာနောက်ထပ်သားသမီးတွေရှိခဲ့ကြောင်းရှင်မသက်ခန်းကြီး73အငယ်55ထဲမှာရေးမှတ်ထားသလိုကျမ်းစာရဲ့အခြားနေရာမှာလည်းမှတ်တမ်းတင်ထားတာရှိပါတယ်ဒါပေမဲ့ရှင်မသက်ခန်းကြီး1အငယ်25မှာပြောတာကယောသပ်နဲ့မာရိတို့ဟာသားဦးကိုမပွားမိတိုင်အောင်တန်ဝါဒမပြုဘဲနေ၏လို့ဆိုထားပါတယ်ယောသပ်နဲ့မာရိတို့အိမ်အောင်ပြုတ်ပြီးကမှသူတို့မမျှော်လင့်ထားတဲ့သတင်းကိုကြားခဲ့ရတယ်ရှင်လုကာအခန်းကြီး1အငယ်1မှာထိုအခါတနိုင်ငံလုံးစည်ရင်းယူစေခြင်းကယောမဧကရမင်းကဲသာပင်ဩဂုတ်တုသည်အမိန့်တော်ရှိလို့ဆိုပါတယ်အုပ်ချုပ်သူအစိုးရ၏အမိန့်တော်တိုင်းလူအပေါင်းတို့သည်စည်ရင်းဝင်ခြင်းကအသီးသီးမိမိတို့မြို့ရွာသို့သွားကြ၏ယောသပ်သည်လည်းဒါဝိဒ်မျိုးနွယ်ဖြစ်၍ထိမ်းများဆောင်နှင်းသောမယားမာရိနှင့်အတူစည်ရင်းဝင်ခြင်းကဂါလိလဲပြည်နာဇရက်မြို့မှ
ယူဒပြည်ဗက်လင်အမည်ရှိသောဒါဝိဒ်မြို့သို့သွား၏ကိုဝင်အရင်အမှနဲ့အမျိုးသမီးတစ်ယောက်ဟာနေရင်းမြို့နာဇရက်ကနေထွက်ခွာပြီးမိုင်ပေါင်း80လောက်ဝေးတဲ့သူတို့ဘိုးဘေးမြို့ဖြစ်တဲ့ဗက်လင်မြို့ကိုသွားဖို့ဆိုတာမလွယ်ကူလားပါဒါပေမဲ့ဒါတွေအားလုံးဟာဘုရားသခင်ရဲ့အကြံစီပဲဖြစ်ပါတယ်ဒီမတိုင်ခင်နှစ်ပေါင်း600လောက်ကတည်းကဗက်လင်မြို့မှာမေရှိယမွေးဖွားလာလိမ့်မယ်လို့ဘုရားသခင်ကမိကာအားဖြင့်ပရောဖက်ပြုဟောကိန်းထုတ်စေခဲ့ပါတယ်ဗက်လင်မြို့၌ရှိနေစဉ်ဖွားအံသောနေ့လအချိန်ခါကြာရောက်လာပါတယ်ဒါပေမဲ့ယောသနဲ့မာရိတို့ဟာတဲခိုရာနေရာမှာနေစရာအခန်းလို့ရှာမတွေ့ပဲဖြစ်နေတယ်ဂရိတော်နဲ့ဆိုင်တဲ့မေရှိယကမွေးဖွားကနီးနေပြီလောကကြီးကတော့အလုတ်ရှုပ်ထွေးနေတယ်ထိုအရှင်ကိုအာယုံမဆိုင်ကြပါဘူးရှင်လုကာအခန်းကြီးနဲ့အငယ်ခွန်မှာပြောတာကသားဦးကိုဖွားမြင်၍အဝိနည်းပတ်ရပြီးမှဧည့်သည်တဲရဇရက်၌သူတို့နေစရာမရှိသောကြောင့်တငယ်ကိုနွားစခွက်၌တိတ်ထားလေ၏ထာဝရစိုးစံမဲ့ရှင်ဘုရင်ကိုနန်းတော်ထဲမှာမမွေးဖွားပဲတိရစ္ဆာန်ရဲ့စခွက်ထဲမှာတိတ်ထားခဲ့တယ်ဘယ်သူကမှမျှော်လင့်မထားတဲ့နီးနဲ့မွေးဖွားလာခဲ့တာဟာတကောင်ရညာတဲ့ချိန်မှာကျေးလက်တော်သားတို့ရဲ့ဂရုစိုက်မှုနဲ့အတူအနှိမ့်ချဆုံးနေရာမှာရှိနေခဲ့ပါတယ်ထိုပြည်မှာသိုးထိန်တို့သည်ညအခါတောရ၌တဲခိုလျက်မိမိသိုးစုကိုစောင့်နေခဲ့ကြသည်ဒီသိုးတွေဟာများသောအားဖြင့်ရစ်ပူဇော်ဖို့ရန်အတွက်မွေးမြူထားခြင်းဖြစ်ပါတယ်ဒါပေမဲ့ထိုညမှာသူတို့ကိုအပြစ်ကနေကယ်တင်မဲ့အရှင်သခင်ဟာဝေးပေါ်လာပြီဆိုတော့သူတို့မှာနောက်ထပ်ရစ်ပူဇော်စရာမလိုအပ်တော့ပါအမြင့်ဆုံးသောဘုရားသခင်ကလောကရဲ့ကယ်တင်ရှင်မွေးဖွားလာကြောင်းကြေညာတဲ့အသံကိုဒီသိုးထိန်တွေအားပထမအဦးဆုံးကြားတဲ့သူတွေဖြစ်စေခဲ့ပါတယ်ရှင်လုကာအခန်းကြီးနဲ့ငယ်9မှ17မှာထာဝရဘုရား၏ကောင်းကင်တမန်သည်သူတို့အနားမှာပေါ်လာ၍ပတ်ဝန်းကျင်၌ထာဝရဘုရား၏ဘုန်းတော်ထွန်းတောက်သဖြင့်သူတို့သည်အလွန်ကြောက်ရွံ့ခြင်းသို့ရောက်ကြ၏ကောင်းကင်တမန်ကလည်းကြောက်ရွံ့ခြင်းမရှိကြနှင့်လူအပေါင်းတို့သည်အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါသည်သင်တို့အားကြားပြောရ၏ယနေ့တွင်ဒါဝိဒ်၏မြို့၌သခင်ခရစ်တော်တည်ဟူသောကယ်တင်သောအရှင်သည်သင်တို့အဖို့လုံငါဖွားမြင်ခြင်းကိုခံတော်မူပြီးဂရိဘာသာနဲ့ခရစ်တော်ဆိုတာမေရှိယလို့ဆိုလိုတဲ့ခရစ်တော်ဆိုတဲ့မေရှိယမွေးဖွားပြီဆိုတဲ့သတင်းကိုကြားတဲ့အခါထိုသိုးထိန်တွေဟာဘယ်လောက်ထိစိတ်လှုပ်ရှားခဲ့ကြမလဲစဉ်းစားကြည့်မေရှိယရောက်ရှိလာတာကြောင့်ထိုသတင်းစကားဟာလူတိုင်းတွေဖြစ်တယ်လို့ကောင်းကင်တမန်ကပြောခဲ့ပါတယ်သခင်ယေရှုကလူသားအလုံးရဲ့ကယ်တင်ရှင်အနေနဲ့ရောက်ရှိလာတာဖြစ်တယ်ကောင်းကင်တမန်တို့သည်ကောင်းကင်ဘုံသို့ပြန်ကြပြီးမှသိုးထိန်တို့ကငါတို့သည်ဗက်လင်မြို့သို့သွားကြကုန်အံ့ထာဝရဘုရားသည်ဖော်ပြတော်မူသောဤအမှုရာကိုကြည်ကြကုန်အံ့ဟုအချင်းချင်းပြောဆိုပြီးလျှင်အလင်းမြန်သွား၍မာရိနှင့်ယောသပ်ကို၎င်းနွားစခွက်၌တိတ်ထားလျက်ရှိသောတငယ်ကို၎င်းတွေ့ကြ၏ဒါပေမဲ့ဒါကတာမန်ကလေးမဟုတ်ပါကျမ်းစာထဲမှာရှင်းလင်းစွာပြောတာကယေရှုဟာဖျားဖြစ်တယ်ဖိလိပ္ပိအခန်းကြီးနဲ့အငယ်6နဲ့9မှာပြောတာကထိုသခင်သည်ဖျားသခင်၏တဏ္ဍတော်နှင့်ပြည့်စုံတော်မူသည်ဖြစ်၍ဖျားသခင်နှင့်ပြိုင်သောအမှုကိုလူယူခြင်းအမှုဟု၍မထင်မမှတ်လျက်ပင်မိမိအသက်ရေကိုစွန့်၍အစေခံကျွန်၏တဏ္ဍကိုယူဆောင်လျက်လူကဲသို့သောအဖြစ်၌ပွားမြင်ခြင်းကိုခံတော်မူ၏ယေရှုကဖျားဖြစ်ပေမဲ့မေရှိယလို့ဆိုတဲ့အရှင်သခင်ဟာအစေခံတဦးဖြစ်လာခဲ့တယ်သူဟာလူသားတစ်ယောက်အနေနဲ့လောကကိုရောက်လာခဲ့တယ်ဟေဘဲခန်းကြီးနဲ့အငယ်14နဲ့15မှာရှင်းပြထားတာကထိုတငယ်တို့သည်အသွေးအသားနှင့်ဆက်ဆံကြသောကြောင့်ခရစ်တော်သည်အသွေးအသားကိုဆောင်တော်မူ၏လောကကြီးကိုဖန်ဆင်းခဲ့တဲ့သူဟာလူသားတစ်ယောက်လို့လောကကြီးထဲဝင်ရောက်လာတယ်ဖန်ဆင်းရှင်ဟာဖန်ဆင်းခံရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာတယ်ကောင်းကင်ဘုံမှာကျယ်တွေကိုနေရာချခဲ့တဲ့သူဟာ
လူသားတယောက်လိုမြေကြီးပေါ်မှာရောက်လာပြီးတော့နွားစကွက်ထဲမှာတိတ်ထားခဲ့တယ်ယေရှုဆိုတဲ့နှုတ်ကပတ်တော်သည်လည်းလူဇာတိဖြစ်ကိုခံယူ၍ငါတို့တွင်တည်နေတော်မူ၏ဖျားသခင်ကိုအဘယ်သူမျှမမြင်စဘူးတော်လဲခမည်းတော်၏ရင်ခွင်၌ရှိသောတပါးရီသောသားတော်သည်ဖျားသခင်ကိုထင်ရှားစေတော်မူပြီးနောက်ဆုံးမှာတော့မာရိနဲ့ယောသပ်တို့ဟာနာဇရက်မြို့မှာနေထိုင်ခဲ့ကြပေမဲ့သခင်ယေရှုဟာဘယ်လိုကြီးပြင်းလာခဲ့တယ်ဆိုတာကိုကျမ်းစာထဲမှာအနည်းငယ်သာဖော်ပြထားပါတယ်။ရှင်လုကာကသခင်ယေရှုသက်တော်12နှစ်ရှိချိန်မှာဖြစ်ရတစ်ခုကိုမှတ်တမ်းတင်ထားပါတယ်။ကျမ်းစာထဲမှာရှင်းလင်းစွာတွေ့ရတာကယေရှုဟာဖျားဖြစ်ပေမဲ့သူ့ရဲ့သက်တော်အနှစ်30တိုင်အောင်အံ့ဩဖွယ်ရာတွေဘာတစ်ခုမှမလုပ်ခဲ့သလိုဖျားရဲ့တကိုးကိုလည်းမပြသခဲ့ပါ။ဒါအံ့ဩစရာပဲမဟုတ်လား။ကောင်းကင်ဘုံမှာကိုးကွယ်ခံရပြီးဘုန်းတော်နဲ့ပြေးသွားတဲ့သခင်ယေရှုဟာမြေကြီးပေါ်မှာရောက်ရှိလာကအခြားသူတွေနဲ့အတူဖုန်ထူတဲ့လမ်းမှာရှောက်ခဲ့ရပါတယ်။ထိုယေရှုကနှစ်ပေါင်း30အကြာတာမန်ဘဝနဲ့လူတွေကြားမှာနေထိုင်ခဲ့တယ်။ဒါကဘာဖြစ်လို့လဲ။ဘာလို့အဲ့လိုလုပ်တာလဲ။ဟေဘရဲခန်းကြီးလေအငယ်15နဲ့16ရဒီကဘာပေါ်မှာသင်နဲ့ကျွန်ုပ်တွေ့ကြုံတဲ့အရာတွေကိုတွေ့ကြုံခံစားဖို့ရန်သခင်ယေရှုရွေးချယ်ခဲ့တာဆိုရင်ကျွန်တော်တို့သူ့ကိုပုံမကိုးစားစေဖို့ရန်သခင်ယေရှုရဲ့တနာစာနာမှုကိုသိပြီးအကူအညီလိုအပ်ချိန်မှာသူ့စီကိုချင်းကပ်စေဖို့ရန်ဖြစ်တဲ့သင်ဘာတွေဘလို့တွေ့ကြုံခံစားနေရတယ်ဆိုတာကိုသခင်ယေရှုသိပြီးသားပါမိသားစုဘဝကိုသူသိတယ်ကျောင်းတက်နေရတဲ့ဘဝကိုလည်းသူသိတယ်မိဘတွေကနားလည်မှုလွဲတာမျိုးကိုသူသိတယ်လူမှုဆက်ဆံရေးမှာဖြစ်တတ်တဲ့ပြဿနာလေးတွေကိုသူသိပြီးသားဖြစ်တယ်သခင်ယေရှုကအလုပ်လဲလုပ်ခဲ့တယ်ရှင်သန်ရေးအတွက်ရုန်းကန်ခဲ့ရတယ်ငါတို့စီးတဲ့ဖဏတ်မျိုးကိုသူစီးခဲ့တယ်ဒီကဘာပေါ်မှာဖုန်ထူတဲ့လမ်းကိုသူလျှောက်ခဲ့တယ်ဒါတွေဟာတင့်အတွက်သူလုပ်ခဲ့တာပါသခင်ယေရှုအသက်30ရှိလာတဲ့အခါလောကကြီးကသူ့ကိုကယ်တင်ရှင်မေရှိယအနေနဲ့သိရမယ့်ချိန်ဟာရောက်ရှိလို့လာပါပြီရှင်မသက်ခန်းကြီး3ငယ်1နဲ့2မှာပြောတာကထိုကာလအခါဗိဒိဆန်ဆရာယောဟန်သည်ပေါ်ထွန်းလင်ဂျုဒတော်၌ဟောလေ၏ဗိဒိဆန်ယောဟန်ကဘုရားသခင်ဓမ္မဆေလွတ်တာဖြစ်ပြီးမေရှိယအတွက်လူတွေကိုပြင်ဆင်ပေးတဲ့သူဖြစ်တယ်ရှင်မသက်ခန်းကြီး3ငယ်1နဲ့2ထဲမှာယောဟန်ကကောင်းကင်နိုင်ငံတော်သည်တည်လို့နေပြီးနောင်တရကြလောလို့ဟောခဲ့ပါတယ်နောင်တရပါဆိုတဲ့စကားဟာဂရိဘာသာနဲ့ပြောရရင်စိတ်ပြောင်းလဲပါလို့ဆိုလိုပါတယ်ထိုခေတ်မှာလူတော်တော်များများဟာသူတို့ရဲ့အမျိုးသားရေးကြောင့်သူတို့ရဲ့ကောင်းမှုတွေကြောင့်သူတို့ရဲ့ဘာသာတရားလိုက်နာမှုတွေကြောင့်ဘုရားသခင်သူတို့ကိုလက်ခံတာပါလို့တွေးထင်ခဲ့ကြတယ်ဒါပေမဲ့ဒီအမြင်ဟာမှားယွင်းနေပါတယ်ငါတို့ဟာအပြစ်သားတွေဖြစ်တယ်ဆိုတာကိုကျမ်းစာထဲမှာပြည့်ညတ်တော်10ပါးကထောက်ပြနေတဲ့လူတွေကိုယောဟန်ပြောတာကသူတို့နောင်တရဖို့လိုအပ်တယ်စိတ်ပြောင်းလဲဖို့လည်းလိုအပ်တယ်ကောင်းကင်ဘုံဝင်ရောက်ဖို့ရန်သူတို့ရဲ့ကောင်းမြတ်မှုကမလုံလောက်ပါသူတို့ကအပြစ်သားဖြစ်လို့ကယ်တင်ရှင်လိုအပ်တယ်ဆိုတာဝန်ခံရမယ်သူတို့ကမိမိတို့အပြစ်များကိုဖော်ပြလျက်ယော်ဒန်မြစ်၌ယောဟန်အားဖြင့်ဗတ္တိဇံခံကြ၏ယောဟန်ရဲ့သတင်းစကားကိုလက်ခံတဲ့သူတွေဟာယော်ဒန်မြစ်ထဲမှာယဉ်နှစ်ချင်းမင်္ဂလာခံယူခြင်းဖြင့်သက်သေထူခဲ့ကြတယ်ဒီယဉ်နှစ်ချင်းဟာဆိုရင်သူတို့ကိုမကယ်တင်သလိုအပြစ်ကိုလည်းဆေးကြောပေးတာမဟုတ်ပါဒါပေမဲ့ဒီယဉ်နှစ်ချင်းဟာဆိုရင်ရောက်ရှိလာမဲ့မေရှိယကိုမျှော်လင့်စောင့်စားနေသူတွေဟာအပြစ်သားတွေဖြစ်တယ်ဆိုတာကိုယုံကြည်ပြီးအပြစ်မှန်သဏ္ဍာန်လုပ်ရတဲ့အလုပ်တစ်ခုဖြစ်ပါတယ်ဗတ္တိဇံယောဟန်ကိုဖျားသခင်စေလွတ်တာဆိုရင်မေရှိယအတွက်လူတွေပြင်ဆင်ဖို့ရန်နဲ့မေရှိယအကြောင်းဟောပြောဖို့ရန်ဖြစ်တယ်ရှင်ယောဟန်အခန်းကြီး1အငယ်33အရဗတ္တိဇံယောဟန်ကိုဖျားသခင်ပြောတာကဝိညာဉ်တော်ဟာမေရှိယဖြစ်တဲ့လူသားပေါ်မှာဆင်းသက်၍နားနေတာကိုမြင်ရလိမ့်မယ်လို့ဆိုထားပါတယ်ထိုအခါယေရှုသည်
ဂါလိလဲပြည်နာဇရက်မြို့မှကြွလာ၍ယောဟန်လက်ဖြင့်ယော်ဒန်မြစ်၌ဗတ္တိဇံကိုခံတော်မူ၏ဒါပေမဲ့ယောဟန်အားဖြင့်နှစ်ချင်းခံယူဖို့သခင်ယေရှုလာတာဟာသူအပြစ်ရှိလို့မဟုတ်ပါထိုသခင်ကမေရှိယဖြစ်ကြောင်းယောဟန်သိခဲ့ပါတယ်ရေပေါ်မှထစဉ်တွင်ကောင်းကင်ကွဲ၍ဝိညာဉ်တော်သည်ဂျိုးငှက်ကဲ့သို့ကိုယ်တော်ပေါ်၌ဆင်းသက်တော်မူသည်ကိုမြင်ရ၍သင်ကငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်ဟုကောင်းကင်ကအတန်တော်ဖြစ်လေ၏ဒီအချိန်မှာယောဟန်ရဲ့စိတ်နှလုံးကတဒိန်ဒိန်ခုန်နေမှာဖြစ်တယ်ဘာလို့လဲဆိုတော့သခင်ယေရှုအပေါ်မှာဝိညာဉ်တော်ဆင်းသက်လာတာကိုသူမြင်ရပြီဒါဟာဆိုရင်သူ့ကိုဖျားသခင်ဖော်ပြခဲ့တဲ့နမိတ်လက္ခဏာပြည့်စုံလာတာဖြစ်တယ်သခင်ယေရှုကဂရိတော်နဲ့ဆိုင်တဲ့မေရှိယဖြစ်ပါတယ်သခင်ယေရှုအပေါ်မှာဝိညာဉ်တော်ဆင်းသက်လာတာနဲ့ခမည်းတော်ကလည်းအတန်တော်အားဖြင့်ဒီသားဟာသူနှစ်သက်မြတ်နိုးတဲ့သားတော်ဖြစ်ကြောင်းပြောခဲ့ပါတယ်အဲ့ဒီမှာရက်နေကြတဲ့အခြားသူတွေဟာအပြစ်သားတွေဖြစ်တယ်ဆိုတာသင်သိမှာပါသူတို့ရဲ့အပြစ်ကြောင့်ဖျားသခင်ကိုနှစ်သက်အားရစေခြင်းမရှိခဲ့ပါအဲ့ဒီလူတွေရဲ့အလယ်မှာသခင်ယေရှုရက်နေခဲ့ပါတယ်ထိုသခင်ဟာဖျားသခင်ရဲ့ပြည့်ညတ်တော်တွေကိုပြည့်ဝစုံလင်စွာနာခံပြီးဖျားသခင်ကိုနှစ်သက်အားရစေခဲ့ပါတယ်သခင်ယေရှုကတကယ်ပဲအပြစ်ကင်းတဲ့လူလားသခင်ယေရှုကအပြစ်ပြုတယ်ဆိုရင်သူကကယ်တင်ရှင်မဖြစ်နိုင်တယ်လို့မေရှိယလည်းမဟုတ်နိုင်ပါကောင်းပြီသခင်ယေရှုကအပြစ်ကင်းကြောင်းသက်သေထူထားပါတယ်ရှင်မာကုခန်းကြီး1အငယ်7နဲ့73မှာထိုခဏချင်းတွင်ဝိညာဉ်တော်သည်ယေရှုကိုတောသို့သွားစေတော်မူ၏ရက်40ပတ်လုံးထိုတော၌နေ၍စာရန်၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏စာရန်ကအာရန်နဲ့အေဝါကိုစုံစမ်းကအပြစ်ထဲကြားရောက်စေခဲ့တယ်လို့ယေရှုကိုလည်းအပြစ်ထဲကြားရောက်အောင်စုံစမ်းခဲ့ပါတယ်ယေရှုကတော့အာရန်နဲ့အေဝါတို့လိုမကြရှုံးမဲ့အောင်မြင်ခဲ့ပါတယ်စာရန်ရဲ့စုံစမ်းမှုထဲမှာယေရှုကအညံ့မခံခဲ့ပါယေရှုကအပြစ်မပြုခဲ့ပါဘူးယေရှုရဲ့အသက်တာမှာလည်းသင်နဲ့ကျွန်ုပ်တွေ့ကြုံတဲ့စုံစမ်းနှောက်ယှက်မှုတွေအားလုံးကိုတွေ့ကြုံခဲ့ရပါတယ်ဟေပြဲအခန်းကြီး၄အငယ်15ထဲမှာယေရှုကငါတို့ကဲ့သို့အမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံဘူးတော်လဲဒုစရိုက်ပြည့်နှင့်ကင်းလွတ်တော်မူ၏ရှင်လုကာအခန်းကြီး1အငယ်35ထဲမှာယေရှုဟာတန်ရှင်းသောသားလို့ဆိုရဝယ်သူ့အထဲမှာမကောင်းတာဘာတစ်ခုမှမရှိဘူးတန်ရှင်းဖြူစင်တယ်လို့ဆိုလိုပါတယ်ယေရှုတပါးတိကသာဖျားသခင်ကိုနှစ်သက်အားရစေခဲ့တယ်ယေရှုတပါးတိသာလင်အပြစ်မပါပဲစုံလင်တဲ့အသက်တာနဲ့အသက်ရှင်ခဲ့တယ်ဓမ္မဟောင်းကျမ်းထဲမှာဖျားသခင်ရဲ့လူမျိုးတော်တွေကိုသူတို့အပြစ်အတွက်ဘယ်လိုတိရစ္ဆာန်မျိုးရစ်ပူဇော်ရမယ်ဆိုတာလမ်းညွှန်ထားပါတယ်လူတစ်ယောက်ကသူ့ရဲ့ကိုယ်စားသိုးတစ်ကောင်ကိုအချိန်ချင်းယူဆောင်လာခဲ့တယ်ကိုယ်စားပြုခြင်းဆိုတာအခြားတစ်ယောက်ရဲ့ကိုယ်စားလှုပ်ဆောင်ခြင်းပဲဖြစ်တယ်ထိုသိုးဟာဆိုရင်ဖျားသခင်လက်ခံနိုင်ဖွယ်သောရစ်ကောင်ဖြစ်ဖို့ရန်စစ်ဆေးခံရပါမယ်ထိုသိုးကိုယူဆောင်လာတဲ့လူကတော့စစ်ဆေးခံရမှာမဟုတ်ပါသူကတော့အပြစ်သားဖြစ်နေပါတယ်သူ့ကိုတော့ဖျားသခင်လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာသူသိပြီးသားပါဒါပေမဲ့ထိုလူရဲ့ကိုယ်စားထိုသိုးဟာဆိုရင်ပြေဝစုံလင်ရပါမယ်အပြစ်အနာစာမရှိရပါဘူးထိုလူရဲ့ကိုယ်စားထိုသိုးဟာဆိုရင်စစ်ဆေးခံရပါမယ်ဘုရားသခင်ပြတဲ့ဤအတိုင်းရစ်ကောင်ဖြစ်တဲ့သိုးကသာစစ်ဆေးခံရတယ်လို့ကျွန်တော်တို့ရဲ့ကိုယ်စားကျွန်တော်တို့ရဲ့နေရာမှာစစ်ဆေးခံဖို့ရန်သခင်ယေရှုလာခဲ့တာဖြစ်တယ်သခင်ယေရှုကအပြစ်တရားနဲ့စာရန်ကိုရင်ဆိုင်အောင်မြင်ခဲ့လို့တောကနေပြန်လာတဲ့အခါရှင်ယောဟန်ခန်းကြီး1ငယ်29မှာပြောတာကယေရှုကြွလာတော်မူသည်ကိုယောဟန်သည်မြင်လင်ဤလောက၏အပြစ်ကိုဆောင်သွားသောဘုရားသခင်သိုးတငယ်ကိုကြည့်လော့ဒီလိုဆိုတော့သခင်ယေရှုက
ကျွန်တော်တို့ရဲ့ကိုယ်စားပြုဖျားသခင်ရဲ့သိုးတငယ်ဖြစ်ပါတယ်လူတွေရဲ့ကိုယ်စားရစ်ပူဇော်မဲ့သိုးတွေကိုယစ်ပရောဟိတ်ကစစ်ဆေးရတယ်လို့မျိုးသခင်ယေရှုကလည်းကျွန်တော်တို့လူသားတွေရဲ့ကိုယ်စားစစ်ဆေးခံရမှာဖြစ်တယ်ဒါဟာကျွန်တော်တို့ကအပြစ်တရားထဲမှာကြာရှုံးပြီးအပြစ်ပြုတာကိုဘုရားသခင်သိလို့ပဲဖြစ်ပါတယ်။စုံလင်တဲ့ပြည့်ညတ်တော်တွေကိုကျွန်တော်တို့လိုက်မလျှောက်နိုင်ဘူးဆိုတာကိုဘုရားသခင်သိတယ်။ကျွန်တော်တို့ရဲ့ကိုယ်စားပြုတဦးလိုအပ်တာကိုလည်းဘုရားသခင်သိပါတယ်။သခင်ယေရှုကပြည့်စုံတဲ့ပြည့်ညတ်တော်တွေကိုနာခံကအဖဘုရားသခင်ကိုနှစ်သက်အားရစေခဲ့တာကြောင့်အများအတွက်ကိုယ်စားပြုနိုင်သူဖြစ်လာခဲ့တယ်။သခင်ယေရှုကကျွန်တော်တို့အသက်မရှင်နိုင်တဲ့အသက်တာမျိုးနဲ့အသက်ရှင်ခဲ့ပါတယ်။သခင်ယေရှုကကျွန်တော်တို့လူသားမျိုးနွယ်ရဲ့အပြစ်တွေကိုယူဆောင်သွားတဲ့ဖခင်သခင်ရဲ့သိုးတငယ်ဖြစ်လာခဲ့တယ်။ဖျားသခင်ကကောင်းကင်တမန်ကိုဆေလွတ်ပြီးအပြိုကညာအားဖြင့်မေရှိယကိုမွေးဖွားမယ်လို့ကြားပြောစေတဲ့အခါအာရန်နဲ့အေဝါကိုပထမအဆုံးပေးခဲ့တဲ့ဂတိတော်ဟာပြည့်စုံသွားတာဖြစ်ပါတယ်။ဖျားသခင်ပြောခဲ့တာကကယ်တင်ရှင်တစ်ပါးမွေးဖွားလာပြီးလူသားဖခင်မပါဝင်ပဲကြီးထွားလာကစာရန်ရဲ့ခေါင်းကိုကျိတ်လိုက်မယ်။သခင်ယေရှုဟာပရောဖက်ဆရာအများကရေးသားပြီးနှစ်ပေါင်းများစွာလူတွေမျှော်လင့်ဆောင်စားခဲ့ရတဲ့ဂရုတော်နဲ့ဆိုင်တဲ့ကယ်တင်ရှင်ပဲဖြစ်ပါတယ်။ထိုသခင်ဟာသင်အတွက်ဖြစ်တယ်။မေရှိယဟာလူတွေမျှော်လင့်မထားတဲ့နီလန်းနဲ့ရောက်ရှိလာခဲ့တယ်။ဒါဟာဖျားသခင်ကိုယ်တော်တိုင်လူသဏ္ဍာန်အားဖြင့်လောကကိုလာခဲ့တာပါ။သခင်ယေရှုကလည်းပတ်ဝန်းကျင်ကလူတွေလိုပဲဝမ်းနည်းခြင်းဝမ်းသာခြင်းအလုံးကိုရင်ဆိုင်တွေ့ကြုံခဲ့ရပါတယ်။ဖန်ဆင်းရှင်ဟာချစ်ချင်းမေတ္တာကိုအရင်ခံကဖန်ဆင်းထားတဲ့အရာတွေထဲမှာရောနှောပါဝင်လာခဲ့ပါတယ်။ခမည်းတော်ဖရာသခင်ကသခင်ယေရှုဟာသူချစ်မြတ်နိုးတဲ့သားတော်သူ့ကိုနှစ်သက်အားရစေတဲ့သူဖြစ်ကြောင်းပြောကြားခဲ့တယ်။သခင်ယေရှုကစာရန်ရဲ့စုံစမ်းမှုကိုရင်ဆိုင်ကျော်လွှားကအပြစ်မဲ့တဲ့အသက်တာနဲ့အသက်ရှင်ခဲ့ပါတယ်။ထိုသခင်ဟာဒီလောကရဲ့အပြစ်တွေကိုယူဆောင်သွားတဲ့ဘုရားသခင်ရဲ့ပြည့်ပြည့်စုံတဲ့သိုးတငယ်ဖြစ်လာခဲ့ပါတယ်။သခင်ယေရှုဟာသင်အတွက်ကိုယ်စားပြုဖို့ရန်ဘုရားသခင်အားဖြင့်စစ်ဆေးမှုကိုခံယူခဲ့ပြီးဖြစ်ပါတယ်။